Hi everyone, welcome back to Trish Story Corner. Now we're in week 3 of our grammar series for beginners. Before we start, how was your week 1 and week 2? Were the lessons easy to follow? If you missed week 1 or week 2, don't worry, you can watch them anytime. And please remember to like, share and subscribe to support the channel. Now let's just into our week 3 lessons. Let's go. ငယ်တဲ့အားဒီနေ့ကကြတော့ဘာအကြောင်းလေးပြောပြပေးမလဲဆိုရင် back to be အကြောင်းလေးပြောပြပေးတော့မှာပါ back to be မှာဆိုရင်ဘာတွေပါလဲသူတို့ဘယ်နေရာတွေမှာအသုံးပြုလဲဆိုတာကိုသေချာလေးရှင်းပြပေးတော့မှာပါ back to be မှာကြလို့ရှိရင်သူမှာသူဘာပြောထားလဲဆိုရင် back to be has 5 words back to be မှာဆိုရင်၅လုံးရှိပါတယ်တဲ့အဲ့ဒါတွေကဘာတွေပါလဲဆိုရင် am is are was were am is are was were သူတို့ရဲ့အဓိပ္ပာယ်ကကြာမြန်မာလိုမျိုးအဓိပ္ပာယ်ကကြာတော့ရှိသည်ဖြစ်သည်ကိုပြောတာပေါ့နော်ဒါဆိုရင် am is are ဒီမှာဆိုရင်သူကအဲ့ဒီ၅လုံးကိုမှနှစ်အုပ်စုခွဲလိုက်တာပေါ့နော် am is are ကိုကြတော့ဘယ်မှာအသုံးပြုလဲဆိုရင် present tense form ဆိုတာကသူကပစ္စုပန်ကိုပြောတာပစ္စုပန်ဒါမှန်ကန်နေတယ်ဆိုရင်တော့ okay present tense am is are ကိုသုံးလို့ရပြီးတော့ was were ကိုကြတော့ဘယ်နားမှာသုံးလဲဆိုရင် was were are used in past tense form was were ကိုကြတော့အတိတ်မှာဖြစ်ခဲ့တဲ့ຢာတွေအတွက်ကို was were နဲ့အသုံးပြုပါတယ်အဲဆိုရင် am is are နဲ့ was were ကိုခွဲခြားလို့တက်ပြီလို့ထင်ပါတယ်နော်တို့တွေကဘာတွေနဲ့လိုက်လဲဆိုတာကိုကြည့်ကြရအောင်ဒီမှာကြတော့တို့ကဘာပြောထားလဲဆိုရင် uses of verb to be ကိုအသုံးပြုတဲ့ပုံစံကိုပြောတာပါ for I ဒီမှာကိုယ်တွေသိထားတာကြတော့ pronoun တွေဆိုရင် he she it တွေရှိမယ်ပြီးတော့ I တွေရှိမယ် you we they အဲ့လိုမျိုးတွေရှိမှာပေါ့နော်ဒါကြတော့သူက I အတွက် I တလုံးတည်းအတွက်ဆိုရင်ဘာသုံးလဲဆိုရင် we use am in present and was in past tense I အတွက်ဆိုရင်သူကပြစ္ဆုတ်ပံအတွက်ဆိုရင် am နဲ့သုံးတယ် past tense အတွက်ဆိုရင် was နဲ့သုံးပါတယ် I ကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ was နဲ့သုံးတာပါနော်အဲ့တော့ for singular pronoun he she တွေလိုမျိုး it လည်းပါတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင် singular ဆိုတာအနည်းကိုပြောတာအနည်း pronoun တွေဖြစ်တဲ့ he she it တို့ဆိုရင်ဘာနဲ့လိုက်လဲဆိုရင် is present မှာပြစ္ဆုတ်ပံမှာကြာလို့ရှိရင် is နဲ့လိုက်မယ် past tense မှာကြာလို့ရှိရင်သူတို့က was နဲ့လိုက်မယ် okay เนาะပြီးတော့ plural pronoun အများကိန်းကိုပြောတာအဲ့မှာ we you တွေ they တွေပါမယ်အဲ့ဒါတွေကိုကြာတော့ present မှာဆိုရင်ဘာနဲ့သုံးလဲဆိုရင် are နဲ့သုံးပြီးတော့ past tense မှာဆိုရင် will နဲ့သုံးပါတယ်ဒီလိုမျိုးတွေပြောနေတဲ့ခါကြာလို့ရှိရင်နည်းနည်းရှုံနေမယ်ပေါ့နော်ဒါဆို summary ကိုကြည့်ပြီးတော့အဲ့ဒီရှုံနေတာကိုရှင်းကြရအောင်ဒီမှာ summary အနေနဲ့ဆိုရင် present နဲ့ past ဆိုပြီးတော့သူကခွဲပေးထားတယ် I ဆိုတဲ့ဒီမှာ I ကကြတော့ present မှာဆိုရင် am past မှာဆိုရင် was I ဆိုရင်နှလုံးပဲမှတ်ရမှာကွာ am ရယ် was ရယ်ပြီးတော့ he she it တို့လိုမျိုးပေါ့နော် he she it ဆိုရင် present မှာဆိုရင် is past မှာဆို was ပြီးတော့ we you they you we they ပေါ့နော်သူတို့ကကြတော့ present မှာဆိုရင် I past tense မှာဆိုရင်သူတို့က will are နဲ့ will နဲ့တူမှာ are နဲ့ will နဲ့ကြာတော့ present tense နဲ့ past tense ပြီးတော့ is နဲ့ was နဲ့ present tense past tense I တလုံးကပဲကိုကမှတ်လိုက်ရမှာက am ဖြစ်သွားမယ်ပြီးတော့ past tense မှာကြာတော့ was ပါအဲဆိုရင် back to be ကိုရှင်းတော့ပြီလို့ထင်ပါတယ်နော် next video မှာကြာလို့ရှိရင်ကိုတွေဘာတူလေ့လာကြမလဲဆိုရင် will and feeling well ကိုကခံစားနေရတယ်ကိုယ့်ရဲ့ခံစားမှုတွေကိုပြသတဲ့စကားလုံးတွေကိုပြောပြပေးတော့မှာမို့လို့ Okay thank you for watching and till the end and don't forget to like share and subscribe to support this channel now bye bye